ဒီလို information ဆိုတဲ့ကိုရနေတဲ့အချိန်မှာအဲ့အချိန်မှာ information တွေကဟုတ်တာတွေလည်းပါတယ်မဟုတ်တာတွေလည်းပါတယ်ဟုတ်တယ်လို့မဟုတ်တယ်လို့ရောနေရတယ်ပါတယ်ဆိုတော့အဲ့အချိန်မှာပြဿနာတက်ကောအားလုံးမင်္ဂလာပါကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုလေးတစ်ခုနဲ့ကြိုဆိုပါရစေဒီနေ့မှာကျွန်တော်ပြောချင်တဲ့အကြောင်းအရာကတော့ကျွန်တော်တို့ခုခေတ်နောက်ပိုင်းမှာလူတွေတော်တော်များများအရင်ကတကူရနေတဲ့ knowledge ပေါ့နိ knowledge ဒီဘဟုတုတဆိုရဲဟာအဲ့တော့အရင်တော့ကတော့တို့အရင်ခေတ်တင်တော့ဒီ internet တို့ဒီ social media တွေဒီတခြားလွယ်လွယ်ကူကူရတဲ့ပညာရေး resource တွေတိတ်မရှိသေးတဲ့အချိန်မှာအရင် knowledge ကလူတိုင်းအတွက်ကိုခဲခဲစစ်လောက်ရတယ်ပြီးရင်နောက်ထပ်ဒီရဖို့လည်းမလွယ်ဘူးပေါ့တခုအကြောင်းအရာတခုခုသိချင်ကိုယ်ရင်ရှာဖို့မလွယ်ဘူးပြီးတော့ဒီစာအုပ်တွေပဲဖြစ်ဖြစ်ဒီအထူးသဖြင့်နောက်တဲ့ကျွန်တော်တို့မြန်မာတွေနဲ့ကကြတော့ပို့ပြီးတော့ဒီ knowledge တွေဘုဒ္ဓသိမြင်ပါနယ်ပယ်ဆိုင်ပိုင်းပေါင်းစုံကဘုဒ္ဓတွေကိုရဖို့ပို့ပြီးတော့ limit တစ်ခုရှိတယ်ကျွန်တော် language ဆိုရဲ limit တစ်ခုပါဆိုတော့အဲ့ language ဆိုရဲ limit ကနေအခုနောက်ပိုင်းကျတော့ကျော်ပြီးတော့အခုမြန်မာလိုပဲဖြစ်ဖြစ်ဒီ knowledge sharing တွေရှိတယ် content creator တွေရှိတယ်ဒီ information internet ဆိုတာလွယ်လွယ်ကူကူခုနောက်ပိုင်းမှာပဲဖြစ်ဒီရဖို့အလောက်ချင်းကောက်ပါလေကျွန်တော်မြန်မာပြည်ရဲ့တချို့လူတိုင်းပြောတဲ့ share ကြတဲ့အကြောင်းအရာတွေအားလုံးကအများကြီးရဖို့မကတ်တော့ဆိုတော့အများကြီးရဖို့မကတ်တော့ access ကပိုပြီးတော့လောက်ရတာလွယ်တဲ့အတွက်ကျွန်တော်ကောင်းတဲ့ကိုရောက်လာတဲ့ knowledge တွေအကြောင်းအရာတွေ facts တွေဖြစ်ပျက်တွေဒါရလည်းလွယ်ကူဝင်လာတယ်ဆိုတော့လွယ်ကူဝင်လာပြီးတော့အမှပြဿနာတစ်ခုစဖြစ်တယ်ဆိုတော့အဲ့ခုနဝင်လာတဲ့ knowledge တွေအကြောင်းအရာတွေကမှန်လားမမှန်လားဖြစ်နိုင်လားမဖြစ်နိုင်လားတော့ဒီတကယ်မှာဒါတွေကတကယ် healthy ဖြစ်တဲ့ဒီကျွန်တော်တို့အတွက်ကိုကောင်းမွန်တဲ့အကျိုးဆက်တွေကိုရစီမှာလားဆိုတော့မိကုန်းနေရှိတယ်နောက်ထပ်ဘာလို့ဒီအရေးကြီးတာလဲဘာလို့စဉ်းစားတာလဲပေါ့လေဘာလို့ဒီ information တွေဘုဒ္ဓတာတွေဒီ knowledge တွေကဘာလို့ဒီစစဆန်းစစ်ပြီးတော့မှယူသင့်တာလဲအရာတိုင်းသူတို့ပြောသမျှတော့တွေ့သမျှဖတ်သမျှဗီဒီယိုတွေဒီစာစုတွေဒီ internet ကအကြောင်းအရာအားလုံး internet မှာမဟုတ်ပါဘူးဒီအပြင် physical သတင်းတွေဒီအားလုံးကဘာလို့ကျွန်တော်တို့တေးကြကိုပိုင်ဉာဏ်နဲ့ခွဲစမ်းစိတ်ဖြာပြီးတော့လုပ်တင်လာတယ်ပေါ့။ဘာလို့ဆိုတော့အဓိကဒီနေ့ခေတ်ရဲ့အကြီးမားဆုံးပြဿနာတွေမှာဒီခုန misinformation ဆိုတဲ့ပြဿနာပေါ့။ဒီလူတိုင်းက internet ကိုလွယ်လွယ်ရနေတဲ့အချိန်မှာကိုလူတိုင်းလွယ်ဒီ information guru တွေဒီ fitness guru တွေဖြစ်သွားတယ်ပြီးခုနပြောရင်နောက်ထပ် coach မျိုးပေါ့ပါညာတာကအများကြီးပဲဆိုတော့အားလုံးကလွယ်ကူနဲ့သူတို့ expert တယောက်ဆိုပြီးတော့အကုန်လုံးက claim ဖို့မခက်တော့အားလုံးကလည်းဒီပုံမှာဒါကိုအသုံးချပြီးတော့ကို self claim လုပ်ထားတဲ့ဒီ expert တွေဖြစ်လာတယ်ဒီလို information ဆိုတဲ့ကိုရနေတဲ့အချိန်မှာအဲ့အချိန်မှာ information တွေကဟုတ်တာတွေလည်းပါတယ်မဟုတ်တာတွေလည်းပါတယ်ဟုတ်တယ်လို့မဟုတ်တယ်လို့ရောနေရတယ်လည်းပါတယ်ဆိုတော့အဲ့အချိန်မှာပြဿနာတက်ကောအဲ့တော့ဒီ knowledge ပေါ့နိ knowledge ကိုတေချာအကုန်သိရလို့ရှိတယ်ပြီးရင်နောက်ထပ်လုံးဝမသိရလို့ရှိတယ်ဆိုတော့အဲ့နှစ်ခုမှာကရှင်းတယ်သိရလို့ကသိရလျောက်အကုန်လောက်သွားတယ်ဒီသိတယ်လို့သိချာသူသိရဲ့ပညာနဲ့ knowledge နဲ့ဒီအားလုံးအတွက်ကိုအကျိုးဖြစ်အောင်လုပ်တယ်ဒီဘက်မှာလည်းလုံးဝမသိရလို့ရှိတယ်လုံးဝမသိရလို့ကလည်း तू မသိတဲ့အတွက် तू ကဘာကိုသိပါတယ်လို့ဘာမှပြောလို့မရဘူးဒါပေမဲ့အခုခေတ်မှာကပြဿနာတစ်ခုရှိလာတာကဘာအများကြီးတစ်ခုရှိတာကသူတို့ကအကုန်လုံးဟိုတေးချာသိရတယောက်လို့လည်းသူမသိဘူးဟိုလိုလုံးဝမသိရလို့လည်းမဟုတ်သူကဟိုလိုသိတယ်လို့မသိတယ်လို့ information တွေသူတို့လုံးဝမသိရမှာမဟုတ်ဘူးသိလဲသိရဒါပေမဲ့အဲ့ဒါကိုတေးချာစနစ်တကျတဲဝင်သိတယ်လို့ပြောလို့မရအောင်အဲ့အချိန်မှာ तू သိရဆိုရဲသူက claim တစ်ခုလုပ်ပြီးတော့တခြားလူတွေကိုပြန် share တယ်တခြားလူတွေသူကတော့စေနာတစ်ခုနဲ့ပေါ့လေစေနာတစ်ခုလည်းရှိမယ်တခြားရွယ်ချက်တွေရှိမယ်ဒါပေမဲ့အဲ့အချိန်မှာ
ပြဿနာကတခုကို share လိုက်တဲ့ဒီသူလောက်လိုက်တဲ့အရာတစ်ခုကလူတွေအများကြီးစီရောက်သွားတယ်လူတွေအများကြီးအတွက်ကိုဒီဘယ်လိုခေါ်မလဲခုနပြောတဲ့နောက်ထပ် connect ဖြစ်သွားတယ်သူရဲ့ idea သူရဲ့ဒီသိထားတဲ့ဒီတဝက်တစ်ပြက်နဲ့ဟာကရောက်သွားတဲ့အချိန်မှာအဲ့ဒီဟိုဘက်ကလည်းဒီတဝက်တစ်ပတ်အောက်စားကမှန်ပါတယ်ဆိုတော့ထောက်ခံချက်တွေရှိလာမယ်ဒါကိုလက်ခံထားတဲ့လူတွေများလာတယ်အဲ့အချိန်မှာပေါ်ပွားပြီးတော့မပြည့်စုံတဲ့ information တွေမပြည့်စုံတဲ့ knowledge တွေကပိုပြီးများလာတယ်ပေါ့နိဟိုတကယ်သိတဲ့စစ်မှန်တဲ့ပညာရှင်ဆိုတာကမရှိတော့ popular ဖြစ်တဲ့ influencer ဆိုတဲ့လူတွေကပို့ပြီးတော့နေရာရကောင်းတယ်အဓိကပြောချင်တာတော့အကြီးမဟုတ်ဘူး။နောက်ကိုယ်တိုင်လည်းအလိုအရင်သိရတတ်တယ်ဆိုရင်ပုံစံမပန်းချင်ပါလေ။ဆိုကိုယ်တိုင်လည်းသင်ရင်လည်းလေ့လာနေတော့ဒါပေမဲ့ idea လေးတစ်ခုကိုယ်စိတ်ထဲမှာထားစီချင်တယ်ပါလေ။နောက်ဆုံးတစ်ခုပြောဒီအဓိကတစ်ခုပြောချင်တာတော့ consume လုပ်သမျှ information တွေ knowledge တွေဒါရအားလုံးကိုကိုယ်တိုင်စဉ်းစားပါစမ်းစစ်ပါပြီးရင်ခုနပြောလို့တယောက်ကပြောတာနဲ့ဒါဟုတ်တယ်လို့မယုံမဲနဲ့တကယ်ဟုတ်လားမဟုတ်လားကိုနောက်ထပ်ကိုယ်ပိုင်တက်နိုင် research တွေလုပ်ကြည့်ပါကိုယ်ပိုင်လေ့လာကြည့်နောက်ထပ်ကိုယ်ပိုင် experiment လုပ်ကြည့်တာပဲဖြစ်ဖြစ်နောက်ထပ် resource အမှန်တွေကနေပြီးတော့ဒါတွေကိုသိကြစမ်းစစ်တာပဲဖြစ်ဖြစ်အဲ့လိုစမ်းစစ်မှဒီ knowledge ဆိုတာကတကယ် valid ဖြစ်တဲ့သုံးလို့ရတဲ့ဖြစ်လာမှာပေါ့လေဆိုတော့အရာကိုစီရောက်လာတိုင်းဒီအကြောင်းအရာတွေအားလုံးကိုက absorb လုပ်ပြီးတော့ဒီတိုင်းကိုပဲ quality ပြန်ပြီးတော့ apply ထားပါတော့ပြန်ဒါရမှန်တယ်ဒါဟုတ်တယ်ဒီတိုင်းပဲဆိုပြီးတော့ဘာမှမစမ်းစစ်ပဲနဲ့မယုံပါနဲ့ပေါ့လေဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးများတင်ပါတယ်အရာအလုံးကိုလည်းကိုမယုံပါနဲ့ကိုယ်တိုင်စဉ်းစားပါပြီးနောက်တဲ့ကိုလိုအပ်နေသိရင်ထပ်ပြီးတော့လေ့လာပြီးတော့မှဒီဟာဟုတ်တယ်မဟုတ်တယ်ဆိုတာတွေကိုစဉ်းစားချင်းချိန်ပြီးတော့ယုံပါလို့ဒီကပြောချင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်အားလုံးပဲဆင်ပြေကြပါစေနောက်ဗီဒီယိုမှာထပ်တွေ့ပါမယ်ကျေးဇူးပါ